ICJ တရားရုံးသို့ပြည်ထောင်စုမြန်မာနိုင်ငံကိုစားကိုယ်စားလှယ်ဖွဲ့ခေါင်းဆောင်ရဲ့တရားဝင်ရှောက်လက်တောင်းဆိုချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမချက်အနေနဲ့ဂမ်ဘီယာနိုင်ငံကတင်သွင်းတဲ့လူမျိုးသုံးဆွေးမှုတားဆီးရင်တွေစစ်တမ်းပေးရေးသဘောတူစာချုပ်ခောက်ဖျက်ကြောင်းဆွဆွဲချက်တွေဟာဥပဒေကြောင်းအရခိုင်မာမှုမရှိကြောင်းနဲ့အချက်လက်ပိုင်းအရလည်းခိုင်မာမှုမရှိတာကြောင့်အဲ့ဒီဆွဆွဲချက်အလုံးကိုပယ်ချပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒုတိယချက်အနေနဲ့တရားရုံးက2020ပြည့်နှစ်ဇန်နဝါရီလ23ရက်နေ့မှာချမှတ်ခဲ့တဲ့ကြားဖြတ်စီမံဆောင်ရွက်ချက်ကိုဖောက်ဖျက်ကြောင်းဂမ်ဘီယာကတင်သွင်းတဲ့ဆွဆွဲချက်တွေဟာဥပဒေကြောင်းအရခိုင်မာမှုမရှိကြောင်းနဲ့ဆက်လက်ပိုင်းရလည်းခိုင်မာမှုမရှိတာကြောင့်ဆိုပါဆွဆွဲချက်ကိုလည်းပယ်ချပေးဖို့ထောက်ပြတောင်းဆိုခဲ့ပါတယ်။တတိယချက်အနေနဲ့ဂမ်ဘီယာကဆိုပြုတဲ့နေနာကြီးပေးဖို့အပြင်အခြားဆိုပြုချက်အလုံးဟာဥပဒေအကြောင်းအရခိုင်မာမှုမရှိတဲ့အပြင်ချက်လက်ပိုင်းရလည်းခိုင်မာမှုမရှိတဲ့အတွက်ကြောင့်ဂမ်ဘီယာရဲ့တောင်းဆိုချက်အလုံးကိုပယ်ချပေးဖို့မြန်မာကိုယ်စားလှယ်အဖွဲ့ကတောင်းဆိုချက်3ရက်ကိုကျက်သားစွာတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဂမ်ဘီယာရဲ့ဆွဆွဲချက်အလုံးဟာဥပဒေနဲ့အချက်လက်2ရက်စလုံးမှာခိုင်မာမှုကင်းမဲ့ကြောင်းကိုမြန်မာနိုင်ငံအနေနဲ့ထင်ရှားစွာကြားသားနိုင်ခဲ့တာကြောင့် ICJ တရားရုံးအနေနဲ့ဖော်ပြပါဆိုတာအတိုင်းအမြတ်တာမှန်ကန်တဲ့စီရင်ဆုံးဖြတ်ချက်ကိုချမှတ်ပေးဖို့တရားရုံးရဲ့စီမီဥပဒေပုံမှန်60အပိုင်2အရပြောင်းစုသမ္မတမြန်မာနိုင်ငံကိုစားပြည်ပဆိုင်ရာတရားရုံးကိုရှောက်တင်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။